ဟုတ်ကဲ့ပါကျွန်တော် live တွေမှာအမြဲအားပေးနေတဲ့ fan လေးတွေပေါ့နော်ကျွန်တော်ကျေးဇူးတင်ပါတယ် gift လေးတွေလည်းနောက်ပိုင်းကျရင်ကျွန်တော်လုပ်ပေးသွားပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ live and share လေးများများလေးလုပ်ပေးပါကျွန်တော်ပြီးရင်ကျွန်တော်ဒီ live ရဲ့အောက်မှာကျွန်တော် link လေးတစ်ခုချပေးပါမယ်အဲ့ link ကိုကျွန်တော် subscribe မလုပ်ရသေးကျွန်တော် subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုရပါတယ်နော်တောင်းဆိုပါတယ်ခင်ဗျာကျွန်တော်တို့စ live လေးနည်းနည်းလူရတာနဲ့ကျွန်တော်တို့စကြမယ်နော်ပြောင်းရွှေ့တွေကတော့သတင်းတွေကတားထူပါတယ်ကျွန်တော်အနေငယ်လေးပဲပြောပြပါမယ်အဲ့အနေငယ်လေးကလည်းမိနစ်တွေတော်အဆင်မပြေမှာဆိုလို့ပေါ့နော်နည်းနည်းအမြန်လေးသွားကြမယ်သွားပြီးတော့နောက် live တွေမှာလည်းကျွန်တော်ပြောင်းရွှေ့လေးတွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ပြောပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ညီကိုညီမတို့များအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် like လေးကို like and share လေးအများကြီးပြုလုပ်ပေးပါဘောလုံးသတင်းတွေနဲ့ပတ်သက်တဲ့ page တွေမှာကျွန်တော် share ပေးပါနော်ကဲဟုတ်ပြီကျွန်တော်စလိုက်ကြအောင်ဗျဒီနောက်သတင်းကတော့ကျွန်တော်တို့ Manchester United သတင်းလေးကျွန်တော်နည်းနည်းလေးပြောပြပေးချင်ပါတယ် Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကSorry Pro League ရဲ့El Hilal အသင်းရဲ့ကန့်လန့်မှုကိုညှင်းပယ်လိုက်တယ်လို့ကြားသိရပါတယ်ဒီသတင်းလေးရပါတော့ Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကဥရောပမှာဆက်ပြီးကစားမယ်အောင်မြင်ခြင်းနဲ့ကြောင့်မလို့ပေါ့နော်ဒီလောက်ပမာဏများပြတဲ့လာစာတွေကိုကန့်လန့်တဲ့ဟာကိုညှင်းပယ်ပြီးတော့ဥရောပမှာပဲဆက်ရှိသွားမယ်လို့ကြားသိရပါတယ် Bruno Fernandes က Manchester United မှာပဲဆက်ရှိသွားမလားဒါမှမဟုတ်တခြားအင်အားကြီးအသင်းတွေဥရောပအသင်းတွေရှိရောက်ရှိသွားမလားကျွန်တော်တို့စိတ်ဝင်စားရင်ခုန်သွားနဲ့စောင့်မျှော်ကြည့်ရှုရပါမယ်ဒီသတင်းလေးကိုတော့ကျွန်တော်တို့ Fabrizio Romano ကဖော်ပြထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ Manchester United အသင်းရဲ့တောင်ပံကစားသမား Jadon Sancho ကို Chelsea အသင်းကစာချုပ်မချုပ်တော့ဘဲနဲ့ကလပ်အသင်းထံပြန်လည်ပို့ဆောင်တော့မှာဖြစ်ပါတယ်ဒီကစားသမားကို Chelsea အသင်းဘက်ကအတက်နိုင်ဆုံးညှိခဲ့တယ်ပေါ့နော်နောက်ဆုံးမရခဲ့ဘူးမရဘဲနဲ့ကျွန်တော်တို့ပြန်ပို့ရတာပေါ့နော်ကစားသမားဘက်ကတစ်ဖက်ကိုလာတာပေါင်3သိန်းလောက်ထိအလိုရှိတယ်အဲ့လောက်များပြားတဲ့ပမာဏကို Chelsea ရဲ့တာဝန်ရှိသူတွေကမပေးချင်ကြဘူးနောက်ဆုံးလာတာပမာဏ3သိန်း3000ပတ်ဝန်းကျင်ပါမရရှိထားတဲ့လာတာလောက်နဲ့ညှိတယ် Jadon Sancho ကလက်ခံခြင်းမရှိဘူးအဆင်မပြေဘူးပေါ့ဗျာမပြေတဲ့အတွက်နောက်ဆုံး Chelsea ကလည်းစာချုပ်သစ်ကိစ္စအတွက်မဆွေးနွေးတော့ပဲ Manchester United အသင်းကိုပဲရှော့ချင်းငွေ9သန်းပေးပြီးတော့ပြန်ပို့ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဒါကြောင့်မလို့ Chelsea အသင်းဟာဒီနှစ်နွေရာသီမှာတောင်ပန်တိုက်စစ်တွေအတွက်ကိုလည်းလူဝယ်ရဖို့လှုပ်ရှုံမဲ့ကာလတွေဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဘယ်သူတွေရောက်လာမလဲဆိုတာကိုလည်းကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရအောင်မယ်စောင့်ကြည့်ရတာပေါ့ဗျာနောက်ဘာတွေထူးခြားမလဲပေါ့နော်ဟုတ်ကဲ့နားထောင်လို့ကောင်းလိုက်တာကျေးဇူးတင်ပါတယ်မြင်အပ်ပေးကြပါကျွန်တော်ရဲ့ပင်တိုင်းအပ်ပေးတဲ့ညီကိုမောင်နှမများကျွန်တော်များလေး share ပေးပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Chelsea အသင်းဟာ Chelsea အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား Chelsea အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား Armando Broja ကို Chelsea Armando Broja ကကလပ်အသင်းကနေထွက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်လို့သိရှိရပါတယ် Armando Broja က Chelsea အသင်းမှာလူငယ်ကစားသမားကနေထွက်လာပြီးတော့ဗောနော် Chelsea အသင်းကြီးမှာထိုက်တင်ထလိုက်ပွဲထက်ခွင့်မရရှိခဲ့ဘူးဒဏ်ရာနဲ့လုံပန်းပြီးတယ်လုံပန်းပြီးတော့နောက်ငှားချလိုက်ပြီးဒီဒဏ်ရာရလိုက်ငှားချလိုက်ဒဏ်ရာရနဲ့တန်တရားလဲတဲ့အချိန်မှာအခုအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ချလိုက်တယ်လို့ကြားသိရပါတယ်ဒီကစားသမားကိုခေါ်ယူမဲ့ကလပ်တွေကတော့ AC Milan Leipzig Ajax နဲ့ PSV အသင်းတို့ကဆွေးနွေးထားတယ်လို့သိရှိရပါတယ်ခင်ဗျChelsea အသင်းဘက်ကလည်းပေါင်တန်း25တန်းသို့မဟုတ်ပေါင်တန်း30လောက်ရရှိမယ်ဆိုရင်တော့ရောင်းချဖို့အသင့်ရှိပါတယ်လို့ကြေညာထားပါတယ်မြည်သည့်ကလပ်အသင်းမဆိုတရားဝင်လာရောက်ဆွေးနွေးလို့ရတယ်ဆိုပြီးတော့လည်းပြောထားပါတယ် Chelsea အသင်းကနေပထမအဦးဆုံးထွက်ခွာသွားနိုင်တဲ့ကစားသမားဖြစ်နိုင်ပါတယ်Armando Broja က Chelsea လူငယ်အကယ်ဒမီကနေထွက်လာပြီးတော့ Chelsea အသင်းမှာလည်းထိုက်တင်တဲ့လောက်သူပေါ့နော်ပွဲထွက်ခွင့်မရဘူးအဲ့အတွက်ကြောင့်မလို့သူကကလပ်အသင်းကိုသူရေရှည်ပေါ့သူကသူကြည့်ပြီးတော့ရေရှည်ပြောင်းသွားတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးသူပြောင်းတော့မှာပဲဗျာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီနေ့သတင်းထူးပေါ့နော်ကျွန်တော်တို့ Chelsea အသင်းကကိုသမားခေါ်ယူပါမယ်လို့သတင်းထွက်ကြည့်ခဲ့တာပေါ့နော်ဟုတ်ကဲ့မီဒီယာတစ်ခုရှိလို့တော့ plan ပြန်ပြီးပါဟုတ်ကဲ့ပြောပါခင်ဗျာကိုသမားခေါ်တော့မယ်ဆိုပြီးတော့သတင်းတွေတက်လာပါတယ်ဒီကိုသမားကတော့ကျွန်တော်တို့ Chelsea အသင်းကတည်တဲ့အတိုင်း Sanchez ကကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာဘယ်လိုတွေစွမ်းဆောင်ကလေးဆိုတာ Chelsea အသင်းကစားသမားတွေ Chelsea အသင်းပြည်သက်တွေအတီးဆုံးဖြစ်မှာပါသူကြောင့်မလို့ကျွန်တော်တို့ Chelsea ပြည်သက်တွေမပြောရတဲ့အကလာခိုက်တဲ့နေအများကြီးရှိခဲ့တယ်ဒါကြောင့်မလို့ဒီကစားသမားကိုလည်းရောင်းမယ် Chelsea ကသူ့ရဲ့နံပါတ်1ကိုသမားနေရာကိုစဉ်းစားထားတဲ့အချိန်မှာစာချုပ်တက်တန်းကုန်ဆုံးတော့မဲ့ AC Milan အသင်းရဲ့အသက်29နှစ်အရွယ်ပြင်သစ်ကိုသမား Mike Maignan ကိုခေါ်ယူဖို့ AC Milan အသင်းထံချင်းကပ်ခဲ့တယ်လို့သတင်းရရှိထားပါတယ် AC Milan အသင်းကတော့သူ့ကစားသမားကစာချုပ်တက်တန်းတိုးလို့မရသေးတဲ့အတွက် Chelsea အသင်းကိုရောင်းချမလားမရောင်းချဘူးဆိုတာအချိန်နဲ့ငယ်တွင်မှာသိရှိသွားမှာဖြစ်ပါတယ် Chelsea အသင်းကလည်းဒီကစားသမားရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးသဘောကျနှစ်သက်တဲ့အတွက် AC Milan အသင်းထံစုံစမ်းဖို့အတွက်တွားရောက်ချင်းကပ်ခဲ့တာဖြစ်ပါတယ် Maignan က
AC Milan အသင်းမှာပွဲထွက်ကစားခြင်းခွင့်53ပွဲကစားခွင့်ရရှိခဲ့ပြီးတော့အဲ့ထဲမှာ15ချိန်အထိ clean sheet ရခဲ့ပါတယ်ဒီ clean sheet ဒီ performance တွေကို Chelsea အသင်းတာဝန်ရှိသူတွေကသဘောကျတဲ့အတွက်မိုင်နန်ကိုဒီနှစ်နွေရာသီမှာအပိသက်ခေါ်ယူဖို့စူးစမ်းနေပါတယ်လို့သတင်းရရှိပါတယ်ဟုတ်ကဲ့မေးပါ reply လေးပြန်ပြီးပါဟုတ်ကဲ့ပြောပါတကူမေးရရှိလို့အော်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အဲ့ဒါလေးတွေဖြစ်နေပါတယ်เนาะကျွန်တော်ဒါလေးနဲ့တော့ live လေးနဲ့တော့မဆိုင်ပါဘူးဒါပေမဲ့စကားဖြတ်ပြီးကျွန်တော်နည်းနည်းလေးပြောလိုက်တာပေါ့เนาะအာကစားသမားတွေကတော့ပြန်ခေါ်လို့ရတယ်ဈေးမေးပြီးပြန်ပေါ်လာတဲ့လူတွေကိုဘယ်လိုခေါ်မလဲဟုတ်ပါတယ်ကျွန်တော်တို့ဒီရက်ပိုင်းအယောင်းဝယ်လေးကဈေးမေးတဲ့အကုန်မေးသွားတယ်မှားရင်ဆက်သွယ်ပါမယ်ဆိုပြီးသွားတဲ့လူတွေတအားများနေပါတယ်ကျွန်တော်တို့လည်းဘယ်လိုပြန်ခေါ်ပေးရမလဲဆိုတာလဲကျွန်တော်လည်းတိတ်မပြောတတ်သေးဘူးဗျသူတို့ကပြန်လာခဲ့မယ်เนาะမှားရင်ဆက်သွယ်လိုက်မယ်เนาะနဲ့ပြီးနေတယ်ဟုတ်ကဲ့ပါကျွန်တော်ကြည့်ရှုပေးတဲ့ပရိသတ်အားလုံးညီကိုမနမအားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သင့် subscribe လေးလုပ်ပေးထားဖို့ကျွန်တော်တောင်းဆိုပါတယ်နောက် live တွေမှာလည်းကျွန်တော်အများကြီးပံ့ပိုးကြပါလို့ကျွန်တော်အခုဒီကနေမြတ်တာရက်ခံရပါတယ်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတော့ကျွန်တော်ပြောပြပေးခြင်းပါတယ်ဒီသတင်းကိုတော့ကျွန်တော်ညီကိုမနမတွေလည်းသိရှိပြီးသွားပါပြီ Brentford အသင်းရဲ့25နှစ်အရွယ်တောင်ပန်တိုက်စစ်မှု Baran Mbeumo ဟာ Manchester United အသင်းရဲ့နီးပြ Amorim လက်ထက်မှာကစားခြင်းကြောင့်အတိတလင်းပြောကြားလိုက်ပါတယ်Mbeumo ဆိုတာဒီတစ်နှစ် Brentford အသင်းမှာဘယ်လို performance နဲ့ဘယ်လိုခြေစွမ်းတွေပြနေလဲဆိုတာကျွန်တော်ပြိသက်တွေကျွန်တော်ညီကောင်မတွေအသိသုံးပါသူ့ကိုခေါ်ချင်တဲ့အသင်းတွေကလည်းဒီတစ်နှစ်မှာကလပ်အသင်းတွေမှာတားကြီးများပါတယ်Premier League ကလပ်ထက်မှာ Manchester United Arsenal Newcastle တို့ထိပ်သိမ်းအသင်းတွေကလိုက်နေတဲ့ကစားသမားမျိုးပါဒီကစားသမားမျိုးကိုရမယ့်အသင်းကတော့တော်တော်လေးကိုကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ဒီကစားသမားကလည်းအခုသူကိုယ်တိုင် Manchester United ကိုပြောင်းရွှေ့ကစားခြင်းကြောင့်ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက်Brentford အသင်းကလည်းစာချုပ်တက်တန်းတစ်နှစ်တာကျန်တော့တဲ့ဒီကစားသမားအတွက်ပေါင်တန်း90ရမယ်ဆိုရင်ထောက်ခွာပေးပါမယ်လို့သတင်းရရှိပါတယ်ထောက်ခွာဒီကစားသမားသာ Manchester United အသင်းရရှိခဲ့မယ်ဆိုရင်လာမယ့်ရာသီမှာMartin Quinha Bruno Fernandes Mbeumo တို့ရဲ့အတွဲလုံးတွေကဘယ်လောက်ထိအသင်းကြီးတွေကိုဒုက္ခပေးမလဲတိုက်တဲ့ Premier League မှာဘယ်လိုတိုက်တာတစ်ခုထိ performance ကောင်းတွေပြသမလဲဆိုတာလာမယ့်ရာသီမှာကျွန်တော်တို့စောင့်ကြည့်ရဖို့တကယ်ပေါ့နော်လုံးဝကင်မရာရအော်တိုတော့ဟုတ်ကဲ့တကယ်ကိုစောင့်ကြည့်ရမယ့်ပွဲလေးတွေကိုကျွန်တော်တို့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်တကယ်စိတ်ဝင်စားပွဲရတာကိုလာမယ့် Premier League မှာ Manchester United အသင်းပြသမလားဆိုတာစောင့်ကြည့်ရပါမယ်ဒီကစားသမားကို Manchester United အသင်းရရှိခဲ့မယ်ဆိုရင်တော့တကယ်ကောင်းမွန်သောခေါ်ယူမှုတစ်ခုဖြစ်ပါလိမ့်မယ်ဒီကစားသမားကဒီနှစ်မှာတော်တော်လေးကောင်းမွန်တဲ့ခြေစွမ်းခြေစားတွေကိုပြသထားပြီးသားပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စပါအသင်းဟာပြင်သစ်လိဂ်1ကလပ်အသင်းဖြစ်တဲ့မာဆေးအသင်းကိုအငှားချထားတဲ့ကွင်းလယ်ကစားသမားWhite Spice ကိုအပြည့်သက်ရောင်းချတော့မှာဖြစ်ပါတယ်ဒီကစားသမားဒီအသက်29နှစ်အရွယ်ဒိမန်ကစားသမားဟာမာဆေးအသင်းမှာကောင်းမွန်တဲ့ performance တွေကိုပြထားပြီးတော့မာဆေးအသင်းကလည်းအပြည့်သက်ဝယ်ယူဖို့ဆန္ဒရှိတယ်လို့သိရပါတယ်မာဆေးအသင်းအတွက်ရာသီပွဲထွက်ခွင့်ပေါင်း30ကစားပြီးတော့2 ဂိုးသွင်းက4 ဂိုးရရန်ဖန်တီးမှု4ချိန်ပြုလုပ်ပေးထားပါတယ်ဒီကစားသမားကိုပြောင်းရွှေ့ခြင်းဘယ်လောက်နဲ့စပါတင်ကရောက်ချသွားမလဲဆိုတာကိုမကြမီချင်းတွင်မှာကျွန်တော်တို့သိရှိရပါမယ်ဒီကစားသမားကလည်းမာဆေးကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေပါတယ်မာဆေးတင်ကလည်းသူ့ကိုတကယ်ခေါ်ယူသွားမယ်လို့သိရှိရပါတယ်ဘာပဲပြောဒီကစားသမားအတွက်စပါတင်ကပြောင်းရွှေ့ခြင်းတရက်ကတော့ရရှိသွားဖို့ရှိနေပါတယ်နော်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့သိတဲ့အတိုင်းလီဗာပူးစ်အသင်းဟာသူတို့ရဲ့အသင်းကစားသမား Florian Wirtz ကိုပြောင်းလီဗာပူးရဲ့ပြောင်းရွှေ့ခြင်းကန်လှန်မှု2ကြိမ်တိတိကိုညှင်းပယ်ချထားပါတယ်လီဗာပူးအသင်းဟာ Florian Wirtz နဲ့ကစားသမားရေးဆိုင်ရာပုဂ္ဂိုလ်ရေးသဘောတူညီမှုရောက်ရှိပြီးပြီဖြစ်တဲ့အတွက်ကလပ်အသင်းနဲ့သာပြောင်းရွှေ့ခြင်းညှိနှိုင်းဖြည့်ရှင်းနေရပါတယ်အချိန်တိုင်းတာတစ်ခုမှာပြောင်းရွှေ့ခြင်းနဲ့အဆင်ပြေသွားမယ်လို့တော့ထင်ပါတယ်ဒီကစားသမားကလီဗာပူးအတွက်လာမတ်အပတ်သို့မဟုတ်လာမတ်ရက်တွေမှာအပြောင်းရွှေ့အပြီးသက်ပြောင်းရွှေ့လာနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီကစားသမားကိုပထမအကြိမ်84.3 သန်းနဲ့ကန်လန်းတာကိုဘိုင်ယန်လီဗာပူးစ်အသင်းကချက်ချင်းပယ်ချခဲ့ပါတယ်ဒုတိယအကြိမ်69.4 သန်းထပ်ဆောင်အပိုစုကြီးအပါဝင်100နဲ့တသန်းအထိကန်လန်းမှုကိုပါပယ်ချသွားပါတယ်လီဗာပူးစ်အသင်းကသူတို့ရဲ့ကစားသမား Florian Wirtz အတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း126.4 သန်းကျော်ထိအလိုရှိတာပေါ့နော်အလိုရှိပါတယ်လို့သူတို့ကအကြောင်းပြန်လာတယ်လီဗာပူးအသင်းကလည်း Florian Wirtz ကိုလိုချင်တဲ့အတွက်ပြောင်းရွှေ့ခြင်းကဒုတိယကန်လန်းထားတဲ့ပမာဏထက်များတဲ့ပြောင်းရွှေ့ခြင်းကိုအသုံးပြုဖွယ်ရှိနေပါတယ်သူတို့ကဒီကစားသမားကို
လက်ရှိခေါ်ယူနိုင်ဖို့အနည်းဆက်ဆုံးတနေရာကိုရောက်ရှိနေပြီဆိုပြီးတော့တည်တဲ့အတွက်ပြောင်းရွှေ့ခြင်းပြန်ညှိပြီးတော့လီဗာပူးစင်ကိုတတိယအကြိမ်ကန်လန်ဖို့ပြင်ဆင်နေပါတယ်လို့ကြားသိရပါတယ်တစ်ဆက်တည်းမှာဒန်တီဖြစ်သွားတဲ့သတင်းပေါ့နော်လီဗာပူးစင်အသင်းကဘရန်ဖို့ကိုသမား32နှစ်အရွယ်ကိုသမားနယ်သာလန်ကိုသမားပေါ့နော်မတ်ဖလက်ကန်ကိုပြောင်းရွှေ့ခြင်းယူရို7သန်းနဲ့အပြည့်သက်ခေါ်ယူလိုက်ပြီလို့သိရှိရပါတယ်ဒီကစားသမားကနီးပြအဲဗီတန်ဟလက်ထက်ပထမဆုံးခေါ်ယူမှုဖြစ်ပါတယ်ဘရန်ဖို့အသင်းဟာဘရန်ဖို့အသင်းဟာကိုပြောင်းရွှေ့သွားတဲ့ကိုသမားနေရာကိုလီဗာပူးကိုသမားကာလာဟာကို9နှစ်သက်တမ်းနဲ့ပြောင်းရွှေ့ခြင်းပေါင်18တန်းပြောင်းရွှေ့ခြင်းနဲ့အပိုစုခြင်းပြောင်း18တန်းနီးပါးနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့လည်းတစ်ဖက်မှာသတင်းရရှိပါတယ်ဘရန်ဖို့ကိုသမားကဖလက်ကန်ကလီဗာပူးစင်ကိုပြောင်းသွားပြီးတော့လီဗာပူးအရန်ကိုသမားကာလာချာကဘရန်ဖို့ရှိကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီသတင်းနှစ်ခုကတော့အပြန်အလှန်တက်လာတဲ့သတင်းလေးဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့နာပိုလီတင်းကရလက်ဆိုးရွားနေခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကလက်တွဲခဲ့တဲ့ sorry ကျွန်တော်မှားသွားပါတယ်လာဒီယိုအသင်းဟာရလက်ဆိုးရွားခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကလက်တွဲခဲ့တဲ့သူတို့ရဲ့နီးပြဘာရိုနီကိုထုတ်ပယ်ကနဂိုမှာလက်တွဲခဲ့တဲ့နီးပြဟောင်းမိုရက်စီယိုစာရီနဲ့2နှစ်သာချုပ်ချုပ်ဆိုလိုက်တယ်လို့သတင်းရရှိပါတယ်ဒီသတင်းကစာချုပ်ပြောင်းရွှေ့ခြင်းဘယ်လောက်ဆိုရလဲကျွန်တော်တို့မသိရှိရပါဘူးခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကျွန်တော်ပြောပြရမှာမယ်ခဏလေးပါနော်ကျွန်တော် like လေးနည်းနည်းလေး like and share လေးလုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ကြည့်ရှုတဲ့ညီကိုမတော်မတောက်ချင်းတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်နောက် like လေးမှာလည်းဒီတဲ့ကောင်းမွန်တဲ့ performance တွေနဲ့ပြန်လာပေးပါမယ်ကျွန်တော်အခုမှကျွန်တော်ရဲ့ဒီစလုပ်နေတဲ့ like လေးတွေဖြစ်တဲ့အတွက်ကျွန်တော်ဝင်ရပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်ကင်မရာရှိအောင်ရင် auto တော့တဲ့ဟုတ်ကဲ့နောက်ဒန်တီတစ်ခုဖြစ်သွားတာမနေ့ကတက်လာတဲ့သတင်းပေါ့နော်ကျွန်တော်နည်းနည်းတော့နောက်ကျသွားပါတယ်ချက်စီတင်ဟာစပိုတင်းရဲ့အသက်20လစ်ဘွန်ရဲ့အသင်းရဲ့အသက်20အရွယ်ဒါရီယိုအိုဆူကိုပေါင်18.5 သန်းနဲ့ခေါ်ယူလိုက်ပါတယ်ဒီကစားသမားကိုချက်စီကနှစ်ရှည်သက်တမ်းရှိတဲ့စာချုပ်တစ်ရက်နဲ့ချုပ်ဆိုသွားပါတယ်ချက်စီကတော့သူတို့လုံနေတဲ့အတိုင်းစာချုပ်သက်တမ်းကိုနှစ်ရှည်စီမံကိန်းနဲ့ဆိုချုပ်ဆိုတယ်လာတာနည်းနည်းလေးနဲ့အချစ်ချပေးချေသွားတဲ့ပုံစံနေနဲ့သူတို့လုံနေကြအတိုင်းသူတို့ပြုလုပ်နေပါတယ်ပထမဆုံးဒန်ဒီဖြစ်သွားတဲ့အပြောင်းရွှေ့ပါချက်စီကိုပထမဆုံးရောက်ရှိလာတဲ့ကစားသမားပါပထမဒီလက်ရောက်ရှိဖို့ရေပန်းစားနေရတဲ့ဒီလက်ရဲ့အပြောင်းရွှေ့ကတရပြီးမြောက်သွားပြီးတရဝင်ကြီးညာဖို့အနေငယ်လေးတော့ကြံသေးပါတယ်ဒီနေ့သုံးမနေ့ပြန်မှာတော့ကြီးညာဖို့ရှိပါတယ်နောက်ထပ်နီးပြသတင်းတစ်ပုဒ်ကတော့ breaking news ပါကျွန်တော်တို့အင်တာမီလန်နီးပြအင်ဆာဂီကတော့ဒီနေ့အင်တာဗျူးမှာအင်တာမီလန်အသင်းနဲ့လမ်းခွဲခဲ့ပါတယ်အင်တာမီလန်အသင်းနီးပြကနေနှုတ်ထွက်ခွဲပါတယ်ဒီနီးပြကို Saudi Pro League ရဲ့အဟီလာအသင်းကမြန်မာတဲ့လာစာနဲ့စာချုပ်2နှစ်သက်တမ်းနဲ့ကန်လန်းခဲ့တယ်လို့လည်းသတင်းရရှိပါတယ်ဒီသက်တမ်းဒီစာချုပ်ကိုအင်ဆာဂီနီနဲ့လက်ခံဖို့အဆင်သင့်ရှိပါတယ်လို့သိရှိရပါတယ်ဟုတ်ကဲ့ဒီသတင်းကတော့ကျွန်တော်တို့ breaking news ပေါ့နော်ခုနကျွန်တော်တို့အနေငယ်လေးမှာတက်လာတာပေါ့နော်အင်ဆာဂီကအင်တာမီလန်အသင်းနဲ့လမ်းခွဲသွားပါပြီ Saudi Pro League ကိုပြောင်းရွှေ့ဖို့ရာဂိုင်နှုန်းတအားများသွားပြီပြီးခဲ့တဲ့ရက်တွေကသတင်းကြားသလိုအင်တာမီလန်အသင်းနဲ့လမ်းခွဲပြီးဆိုဒီပရိုအဲဟာလီအသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးကို like and share လေးများများလေးလုပ်ပေးကြပါကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်နောက်ဗီဒီယိုလေးတွေမှာကျွန်တော်တို့တွေ့ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုသူရပါနောက်ဗီဒီယိုလေးမှာတွေ့ဆုံကြပါမယ်ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ညနာခွင့်ပြုပါခင်ဗျာ